ကျောင်းသား20ရောက်လားကျောင်းသားအယောက်20လားကျောင်းသား9ယောက်လို့ပြောတာမှန်ပေမဲ့ကျောင်းသား20ဖြစ်သွားတဲ့အခါမှာတော့ဘယ်လိုပြောကြမလဲကိန်းကနန်း1ကနေ10အထိဆိုရင်တော့ပုံမှန်အတိုင်းပဲနံပါတ်ကိုရှေ့မှာထားပြီးမျိုးပြပစ္စည်းကိုအနောက်မှာထားပါတယ်ကလေး9ယောက်ဘောလုံး15လုံးပန်း28ပွင့်ဒါပေမဲ့20ကနေစပြီးတော့20 30 40 50 60 100 1000စတဲ့ကိန်းတွေမှာဆိုရင်မျိုးပြစကားလုံးကိုကိန်းရဲ့အရှိမထားပါတယ်ဒီနေရာမှာမှတ်ထားရမှာတော့မျိုးပြစကားလုံးပေါ်မူတည်ပြီးအားထည့်ရတဲ့စကားလုံးလေးရှိသလိုအားမထည့်ရတဲ့စကားလုံးလေးရှိပါတယ်ဥပမာလူရောက်80ကားစီး100ပန်းအပွင့်60ဒံပေါက်ပွဲ30ထမင်းဘူး50ဒါကြောင့်ကလေးလေးတွေကိုစတင်ပေးတဲ့အခါမှာ1ကနေ10အထိနဲ့20ကနေ30 40 50 100စတဲ့3ညနဲ့ဆုံးတဲ့ကိန်းကနန်းတွေရဲ့ကွာခြားချက်လေးတွေကိုပါပြောပြပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အင်ဂျီ20ကိုဘယ်လိုပြောကြမလဲအောက်က comment မှာဖြေပေးခဲ့ပါအောင်နော်